ပြီးတော့ပမာနိုင်ငံစာဘလူတင်တယ်ဘလူချင်းတယ်အဲ့လိုပြောပြီးတော့ပမာဆရာတော်ကတော်ကြီးညိုပါတယ်ဗျာသူတို့ကမ္ဘောဒီလိုမျိုးကမ္ဘောဒီးယားလို့ ပမာဆရာတော်ကသူပို့ပြီးတော့ မဆရာတို့ပူကြီးညိုတယ် မှန်ဗျာ ဒီလိုပြောချင်တာကအခုကမ္ဘောဒီးယားမှာနာမည်ကြီးဆရာတော်အဲ့လိုတာနာပြုနေတဲ့ဆရာတော်ကြီးဘယ်နှပါးလောက်ရှိရဦးလိုမြန်မာပြည်ဆိုရင်ဗျာဟိုတီတူဆရာတော်ဘုရားကြီးတို့နောက်ပါကျုပ်ဆရာတော်တို့ တပည့်တော်တွက်လို့နည်းနည်းခက်ပါလားဗျာဘာဖြစ်လို့လဲတပည့်တော်ပြောမယ်ဆိုရင်အထိတ်ဆုံးတဲ့ဘုန်းကြီးလောက်ပဲတပည့်တော်ပြောလို့ရပါ ဘယ်နှပါးလောက်မှရှိလဲပြောပြပါ 10ပါမပြည့်ဘူးဗျာ ဩ10ပါးမရှိမပြေဘူး မှန်ဗျာအထိတ်ဆုံးဘုန်းကြီးပါဗျာ အဲ့နာမည်လေးတွေများမှတ်မိမလား မမေ့ပါလားဗျာဒါမှညာတော့အားဖြဲကသူတို့ဒီလူဘဝနာမည်လောက်ခေါ်နေလို့ဗျာဒါဆိုနာမည်ဖော်ဖို့နည်းနည်းခက်ပါ ဒီမှာတက်တော်နဲ့ဝါတော်လေးပါပေါ့မှတ်မိ ညာ လား တော့အားဖြဲသူတို့တက်တော်က50 60 40ဝန်းကျင်ရှိပါလားဗျာတက်တော်ကြောတဲ့စာတော့ဆိုသူတို့ပညာသိပြီးတော့ သွားကိုဝင်လဲရလားရှင်မြတ်သွားဝင်လဲရလားဖြစ်ကြတယ်ဆူပါရှင်အဲ့ဒါကြီးရဟုတ်စားကြီးပဲဝက်ဒီရှိဝဲ တီရှူရှာတာမတက်ဘူးမင်းတော့ ရအဲ့ဒါပြောပါအောင်ရှင်မြတ်အဲ့တော့သူတို့နာမည်လေးတွေကိုမှတ်မိလားမှတ်မိဘူး တပည့်တော်ကျင်းညူတဲ့စာတော်က3ပါးရှိပါလားဗျာ ဒီမှာ ကျန်တဲ့စာတော်ကောင်းလို့ကောင်းတာမှကိုကသိပြီးတော့မဆုံးမိလို့ဗျာမပြောနိုင်ဘူးဒါမှစာတော်ဝစီရပညောစာတော်ဥပ္ပ ဝစီရပညာ မဝစီရပညောဥကုတုဖြစ်ပါဗျာညာတော့အဲ့ကုစုဖြစ်လို့ခေါ်ဗျာ ဟောဒီမှာ အစာတော်ကပညာလက်တက်ပါလားဗျာဟောလာတရားဟောလာကောင်းပါလားဗျာတနိုင်ငံလုံးသူနာမည်ကြီးပါဗျာပြီးတော့စာတော်နောက်တစ်ပါးနာမည်သူပါဠိနာမည်ဝစီရပညောသူပါဗျာဒါမဲ့စမ်းသူကြည့်ပါဗျာအစာတော်လည်းတရားဟောတော်ကောင်းပါလားဗျာပညာလည်းလောကီရောဒီဘုရားစာပေရောတော်ကောင်းပါလားဗျာ ကဲမှာ သူလည်းကမ္ဘောဒီအထိတ်ဆုံးတဲ့ဘုန်းကြီးပါဗျာပြီးတော့ဘုန်းကြီးစရိစဝါနောပင်စန်ဗျာ စရိစဝါနံပင်စံ မမသူတို့ကနိုင်ငံတော်ဗျာအစားတော့လည်း သူတို့အဲ့မှာကြောင့်မဟာနာလို့ဒီမြန်မာနိုင်ငံမှာမဟာနာကလို့ရှိလား ရှိပါလားဗျာရှိပါလားဗျာမဟာနိုင်ငံ ကမ္ဘောဒီမှာတာနာရေးဝန်ကြီးဌာနလို့ရှိလား ရှိပါလားဗျာသာသနာရေးဝန်ကြီးဌာနရှိပါလားဗျာ အဲ့တော့မဟုတ်စားလို့じゃကမ္ဘောဒီလို့じゃဘယ်လိုခေါ်လဲ သူတို့ကกระทรวงธรรมกายပါဗျာ ထမကိုင် กระทรวงธรรมกายธรรมะแต่ก็รู้ပြောမှာစာရေးမှာဓမ္မဂါရ กระทรวงဆိုတာဝန်ကြီးပဲဗျာဓမ္မကာရသူဓမ္မကာလို့ခေါ်ဗျာ အဲ့ဘာဒီထိုင်းမှာဓမ္မကာယလို့ပဲ မတူပါဗျာ ဟမ် မတူသူတို့ကဓမ္မဂါယတပီတော့ကဓမ္မဂါရအဲ့လိုလေဗျာဒါမဲ့ဒီဘာလဲဝန်ကြီးပါဗျာဝန်ကြီး ဝန်ကြီးရှိရပေါ့တာနာရေးဝန်ကြီးပေါ့ မာတာနာရေးဝန်ကြီးပါဗျာ ဟောဓမ္မ တော့တရားစာတော့လည်းရှိပါတော့ဒါမှကိုကတိတ်ပြီးတော့မခင်းလို့ဒီတော့မပြောနိုင်ဘူးခင်ဗျပြီးတော့ဒီဝိပဿနာကျောင်းစာတော့ဗုဒ္ဓမန္တလဝိပဿနာကျောင်းစာတော့ဘုန်းကြီးအစာတော့ဒီဖောက်ကျောင်းမှာတရား30ဝန်းကျင်လောက်အထုတ်ခဲ့ပါတယ်ဗျာအခုကမ္ဘောဒီးယားမှာသူပြန်ပြီးတော့သာသနာပြုနေတယ်ဗျာ သူတို့ဖောက်တာနာပြုနေကြတာပေါ့ သူတို့ကဖောက်နေစနစ်ပါဗျာကမ္မထန်ဒါမှသူတို့အဆက်အရင်ကကမ္ဘောဒီးယားဆရာမှလည်းသူနေနှစ်ခုစလုံးပေါင်းပြီးတော့ပေးနေတယ်ဗျာကမ္ဘောဒီးယားနေစနစ်ရောဖောက်နေစနစ်ရောဗျာအဲစားတော့လည်းသူတို့ကြီးညူပါတယ်ဗျာဝါတော့40ကျော်လောက်တက်တော့60ဝန်းကျင်လောက်60ကျော်လောက်ရှိပါတယ်ဗျာ ဒီမှာအခုရှင်မရသက်တော့ ဒီပြီးတော့41ပါဗျာ ဟော41ဒီမှာဆိုတော့ရှင်မအနေနဲ့အဲ့လိုပေါ့ဒီတော့ကြည့်ရှုနေတဲ့ဓမ္မမိတ်ဆွေတွေကိုကမ္ဘောဒီးယားလို့အခုဒီပြည့်နဲ့ရှင်မနဲ့အမေးဖြေတွေကိုပြန်ပြီးတော့ကျန်တဲ့လူတွေနားလဲအောင်ကမ္ဘောဒီးလို့ရှင်းမယ်ဆိုရင်ကမ္ဘောဒီးလို့နည်းနည်းပြောပြလို့ရလား ရပါတယ် အဲ့ပြောကြည့်ပါဦးဒီတော့ဒါလေးအမှတ်တမ်းတင်ခြင်းလို့ပါ
សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាហើយសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គជាពិសេសគឺព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមគ្រប់ព្រះអង្គហើយនៅក្នុងពេលនេះខ្ញុំកណាបានមកជួបព្រះអង្គគ្រូមហាថេរៈខាងនេះដែលលោកមកវត្តខ្មែរភូមិយើងនឹងយើងហៅថាកម្ពុជារង្សីដល់កណាហៅមៀងកាឡាសេរីមៀងកាឡាសេរីមង្គលសេរីហើយលោក បុរៈគង់យេសារ បុរៈគង់យេសារឈ្មោះគេហៅទូទៅថាបុរៈគង់យេសារណាបងគ្រូលោកលើវត្តខ្មែរហ្នឹងទៅក៏បាននិមន្តមកដល់វត្តយើងហ្នឹងដើម្បីធ្វើការសំណេះសំណាលជាមួយខ្ញុំកណាសាកសួរពីការសិក្សារៀនសូត្រពីការប្រព្រឹត្តពីប្រទេសកម្ពុជាយើងពីភូមិអីចឹងទៅចំណុចដែលល្អរវាងប្រទេសទាំងពីរអីផ្សេងចឹងណាដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទទាំងខ្មែរនិងភូមិអីចឹងទៅហើយក្នុងពេលនេះលោកមហាថេរៈក៏បានសំណូមពរឲ្យខ្ញុំកណានិយាយជាភាសាខ្មែរយើងដើម្បីឲ្យពុទ្ធបរិស័ទខ្មែរយើងនឹងបានស្ដាប់ពីការសម្ដែងសម្ដែងរវាងព្រះអង្គគ្រូនិងខ្ញុំកណាព្រះអង្គគ្រូលោកចាប់ផ្ដើមសាកសួរអំពីការសាងបព្វជិតរបស់ខ្ញុំណាតាំងពីសាមណេរដល់ភិក្ខុអំពីការសិក្សារៀនសូត្រអំពីការប្រព្រឹត្តអំពីការដែលចាប់ផ្ដើមកសាងវត្តហើយនឹងអំពីប្រសង់យើងទាំងប្រសង់ដែលនៅខ្មែរនឹងក្តីប្រសង់នៅខាងភូមិក្តីតើមានការសិក្សាយ៉ាងម៉េចមានការប្រតិបត្តិយ៉ាងម៉េចអីជាដើមអញ្ចឹងណាចឹងលោកបានសាកសួរច្រើនហើយប្រហែលជា1ម៉ោងជាងដែរសរុបន័យមកមិនអស់ទេតែដល់ចុងក្រោយលោកសំណូមពរថាសូមឲ្យនិយាយជាភាសាខ្មែរដើម្បីប្រគេនជំរាបជូនពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គញាតិញោមគ្រប់គ្នាហើយខ្ញុំកណាក៏និយាយជាភាសាខ្មែរប្រគេនលោកហើយคลิปហ្នឹងបើភូមិស្ដាប់ក៏ប្រហែលជាស្ដាប់បាននឹងលោកកាត់តយ៉ាងម៉េចដែរទេប៉ុន្តែជាការសំណូមពររបស់មហាថេរហើយខ្ញុំកណាក៏លើកអំពីការសម្ភាសរវាងព្រះអង្គគ្រូជាមួយខ្ញុំកណាព្រះអង្គគ្រូពុទ្ធគង់យេសាដរដែលជាព្រះអង្គគ្រូល្បីមួយអង្គតាមប្រភពអនឡាញផ្សេងៗមិនដែលធ្លាប់ទៅឮគេនិយាយដែរមិនដែលបានជួបទេហើយក៏មិនគិតថាមហាថេរនឹងបានមុនមកដល់វត្តយើងដើម្បីធ្វើកិច្ចសម្ភាសជាមួយខ្ញុំកណាពីប្រសង់ខ្មែរយើងផងដែរហើយក៏សូមអរព្រគុណបងគ្រូផងដែរដែលមានចំណាប់អារម្មណ៍ចូលមកដល់វត្តហើយមានការសម្ភាសជាមួយខ្ញុំកណាពីសាសនានៅស្រុកខ្មែរអំពីប្រសង់នៅស្រុកខ្មែរយើងផ្សេងអីចឹងទៅខ្ញុំណាក៏ត្រេកអររីករាយហើយក៏ចុងក្រោយមានថ្លែងអំណរគុណដល់បងគ្រូមិញបានប្រគេនសភៅប្រវត្តិអង្គរដល់បងគ្រូបានប្រគេននៅវត្ថុបុរាណសំទោសទៅអនុស្សាវរីយ៍ដល់បងគ្រូផងដែរដើម្បីទុកធ្វើជាកាដូអនុស្សាវរីយ៍ប្រគេនបងគ្រូហើយក៏ប្រគេនពរឲ្យបងគ្រូមានបច្ចុប្បន្នយឺនយូរហើយអ្នកដែលបានឃើញវីដេអូនឹងក្តីក៏សូមប្រគេនពរសូមឲ្យមានបច្ចុប្បន្នយឺនយូរប្រាជ្ញាទុកសោករោគភ័យអន្តរាយទាំងពួងគ្រប់គ្នាហើយម្យ៉ាងវិញទៀតបុណ្យកុសលណាមួយដែលខ្ញុំកណាបានបំពេញហើយនៅក្នុងសាសនានេះតាំងពីនៅសាមណេរក្តីតាំងពីបួសជាភិក្ខុឆ្នាំ2006រហូតដល់ឥឡូវនឹងក្តីប្រហែលជា20ភាសាជាងផ្លាយមកនេះក្តីបុណ្យកុសលគ្រប់យ៉ាងពាក់ព័ន្ធសិលសមាធិបញ្ញាដែលបានអប់រំដែលបានសន្សំមកនៅក្នុងសាសនាគ្រប់យ៉ាងជាពិសេសគឺនៃខមៈហើយនឹងបញ្ញាបារមីដែលបានអប់រំសន្សំដោយប្រការណាមួយសូមលើកប្រគេនចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គជូនចំពោះញាតិញោមយើងគ្រប់គ្នាសូមឲ្យមានចំណែកបន់ស្មើគ្នាហើយចំណែកបន់កុសលនេះសូមជួយឧបត្ថម្ភគាំទ្រព្រះថេរានុថេរៈគ្រប់ព្រះអង្គញាតិញោមគ្រប់គ្នាសូមឲ្យមានបច្ចុប្បន្នអាយុយឺនយូរហើយប្រាជ្ញាទុកសោករោគភ័យអន្តរាយទាំងពួងហើយសូមឲ្យបានជាបច្ច័យនៃការរួចផុតចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នាកុំបីខានឡើយប្រដូច្នេះសូមតាំងចិត្តជ្រះថ្លាត្រេកអររីករាយអនុមោទនានៅកងកុសលដែលខ្ញុំណាបានពេញហើយគ្រប់ព្រះអង្គគ្រប់គ្នាណាសូមអនុមោទនាហើយជាចុងក្រោយសូមអរគុណបងគ្រូមិច្ឆមគង់យេក្រៃលែងដែលបងគ្រូបាននិមន្តមកដល់វត្តហ្នឹងចឹងណាសូមនមស្ការសូមចម្រើនពរលា ပြီးသွားပြီလား មក